ဆရာမကနံပါတ်ကိုရွေးချယ်ပေးတဲ့အချိန်မှာလူတဦးတစ်ယောက်အတွက်ကိုပဲဒီတန်းနံပါတ်ကိုရွေးချယ်ပေးခြင်းဖြစ်ပါတယ်ရှင်လူတစ်ယောက်ရဲ့မွေးတက်ကလေးရဲ့သူ့ရဲ့လိုအပ်ချက်ရဲ့အဲ့ဒါတွေကိုကြည့်ပြီးတော့မှဆရာမကနံပါတ်ကိုရွေးပေးပါတယ်ရှင်ဆင်မကိုယ်တိုင်ရွေးပေးထားတဲ့ဒီတဦးတယောက်ထဲအတွက်နံပါတ်ကိုတခြားသူကလာပြီးတော့တုံးပါမယ်ဆိုလို့ရှိရင်သူလဲကံကောင်းနိုင်လားလို့မေးလို့ရှိရင်သူလဲကံကောင်းနိုင်ပါတယ်ရှင်ဒါပေမဲ့ပထမလူကံကောင်းခြင်းကိုရတဲ့လောက်သူအပြည့်အဝရချင်မှရမယ်။ဘာကြောင့်လဲဆိုရင်ပထမတစ်ချိန်မှာဒီကံကောင်းခြင်းနံပါတ်ကိုမှာယူတဲ့လူရဲ့မွေးတက်ကလေးသူ့ရဲ့လိုအပ်ချက်ဒါကိုအတိတ်ကထားပြီးတော့မှဆင်မကရွေးချယ်ပေးတဲ့အတွက်ဒီပထမလူအပေါ်မှာကတော့ရခိုင်နှုန်းပြေသူရရမယ်။ဒါပေမဲ့သူကနေမှပိုကောင်းတဲ့နံပါတ်ကိုကင်ချင်လို့နံပါတ်ကိုထပ်ပြောင်းတဲ့အချိန်မှာသူကင်ခဲ့တဲ့နံပါတ်ကိုတခြားတစ်ယောက်ကိုပေးပါမယ်ဆိုလို့ရှိရင်အဲ့ဒီကံကောင်းမှုရဲ့တစိတ်တဒေတာကိုဒုတိယလူကရရှိနိုင်ပါသေးတယ်ရှင်ပဲအချိန်လောက်ကနေစပြီးတိတာမှလည်းလို့မေးလို့ရှိရင်စပြီးတိတာတဲ့အချိန်ကတစ်ယောက်နဲ့တစ်ယောက်ကွာတယ်ပုံမှန်ဆိုရင်တော့6လကနေတစ်နှစ်အတွင်းဆိုရင်တော့ပြောင်းလဲပါပြီရှင်ဒါပေမဲ့နော်ကံကောင်းခြင်းနံပါတ်ရဲ့ကံကောင်းမှုကိုစတင်ပြီးတော့မှစောစောစီစီရသွားတဲ့သူတွေကလည်းရှိရပါနဲ့အလားတတတူလဲဆိုလို့ရှိရင်လူတယောက်ဟာသူ့မှာကောင်းမှုကုသိုလ်တွေကိုသူကအများကြီးလုပ်ခဲ့ပြီးပြီကောင်းမှုကုသိုလ်တွေကိုသူကလည်းအများကြီးစုထားနေပြီးပြီနံပါတ်ကိုပြောင်းလဲလိုက်ပါပြီဆိုရင်အဲ့ဒီကောင်းမှုကုသိုလ်ရဲ့အဖုံးကိုလှမ်းလိုက်တယ်လို့ပဲသူလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်ရဲ့အတေးပုကိုသူချက်ချင်းခံစားရတာမျိုးလည်းဖြစ်နိုင်ပါတယ်ရှင်အဲ့ဒါကြောင့်လူတယောက်ရဲ့ကံကမတူညီတဲ့အတွက်သူရတဲ့အကျိုးကျေးဇူးကမတူညီနိုင်တယ်လို့နံပါတ်ကောင်းရဲ့အကျိုးခံစားခွင့်ကိုလည်းခံစားရတဲ့အချိန်ကနောက်ကျတာရှိနေတယ်လို့ညံဆန်တာလည်းရှိနေပါတယ်ရှင်အဲ့ဒီအတွက်စမရဲ့အဖြေကပုံမှန်ဆိုရင်6လကနေတစ်နှစ်အတွင်းမှာကံကောင်းခြင်းရဲ့အကျိုးကိုစပြီးတော့မှရရှိနိုင်တယ်အဲ့ဒီထက်စောပြီးတော့လည်းရရှိနိုင်တယ်အဲ့ဒီထက်ကိုနောက်ကျပြီးတော့မှလည်းကံကောင်းခြင်းရဲ့အကျိုးကိုရရှိခံစားနိုင်မှာပဲဖြစ်ပါတယ်ရှင်